တကွင်းလုံးမှာသူ့ဘက်ကနေအော်ဟစ်အားပေးမဲ့သူတယောက်မှမရှိခဲ့ပါဘူးအရှိတိုင်းရဲ့အနာပေးရဲ့တန်ဖိုးရှိလာတဲ့တမနစ်မှာတော့ခုံမဝင်မထိုင်ရေမတော့ဘဲနဲ့ကြိုးဝိုင်းတောင်းမှမတ်တက်ရက်ရင်းနဲ့ပြိုင်ဘက်ပြန်ထွက်လာမှာကိုစက္ကန့်မလက်ဆောင်ဆိုင်နေခဲ့တဲ့အရန်ဆန်းညာရဲ့ပုံရိပ်ကကြည့်ရှုတိုင်းကိုတနာစိတ်ဝင်စေခဲ့ပါတယ်သူဟာပွဲကိုအနိုင်ရစေခြင်းုံနဲ့မကဘဲနဲ့ကမ္ဘာလုံးကဖြစ်ပစ်ထားတဲ့ဒီကျန်ဆန်မှုတွေကြားကနေသူ့ရဲ့တည်ရှိမှုကိုတသက်ပြဖို့အတွက်အသက်နဲ့ရင်းပြီးတော့တိုက်ပွဲဝင်နေတာဖြစ်ပါတယ်နိုင်ဂျီးရီးယားနိုင်ငံကနေနယူးဇီလန်ကိုမိသားစုလိုက်ပြောင်းရွှေ့ခဲ့ရတဲ့အချိန်အရန်ဆန်းညာရဲ့အသက်က10နှစ်ကျော်ပဲရှိပါသေးတယ်အသားရောင်နဲ့ဇယိုင်းမတူတာကြောင့်ကျောင်းမှာရှိတဲ့ကောင်တွေကသူ့ကိုနေတိုင်းလို့ဝိုင်းပြီးတော့လှောင်ပြောင်နိုင်ခြင်းခဲ့ကြပါတယ်။ကျောင်းသင်းချိန်တိုင်းအနိုင်ကျင့်ခံရမှာကြောက်လွန်းလို့အိမ်နာထဲမှာတိတ်ဆိတ်ပုံနေခဲ့ရတဲ့အထိသူ့ရဲ့ကလေးဘောကအထီးကျန်ဆန်မှုတွေနဲ့နာကျင်ခဲ့ရတာပါ။ဒီလိုခံပြင်းစရာကောင်းတဲ့အားနည်းသူဘဝကနေလွတ်မြောက်ချင်လို့သူကကစ်ပေါက်တဲ့လောကတွေကိုခြေစုံပြဝင်ရောက်ခဲ့ပါတယ်။ဒါပေမဲ့တိုက်ခိုက်ရေးလောကကလည်းသူ့ကိုအလွယ်တကူကြိုးစုံမနေခဲ့ပါဘူး။ Professional လမ်းကြောင်းပေါ်တက်ဖို့တဲ့မိဘတွေရဲ့ထောက်ပံ့မှုကိုမယူဘဲနဲ့အဝေးတစ်ထည်ကိုတစ်ခုလေးနဲ့တရုတ်နိုင်ငံထိတွားရောက်ပြီးတော့ကြေးစားပွဲတွေကိုလိုက်ပြန်ခဲ့ရပါသေးတယ်။အဲ့ဒီချိန်တော့သူကနာမည်မရှိသေးလို့ပွဲစဉ်သူတွေရဲ့နှိမ်ချမှုကိုခံခဲ့ရတယ်လို့ပွဲကြီးကလည်းအနေငယ်ပဲရရှိခဲ့တာပါ။ဒဏ်ရာတွေဘလောက်ရတေချာကူတာဖို့တဲ့ပတ်စံမရှိဘဲနဲ့အခန်းချင်းလေးထဲမှာပဲအထီးကျန်စွာအော်အီတီခန့်ပြီးတော့လေ့ကျင့်ရေးကိုပဲနေရောညပါဇွဲမလျှော့တယ်လှုပ်ဆောင်ခဲ့ရပါတယ်ဒီလိုခက်ခဲတဲ့ဘဝအသားစီးတွေကိုကြော်ပြတ်ပြီးမှရက်ဆန်းချာဟာ USC လောင်အိမ်ထဲကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်သူကွင်းထဲဝင်လာအတိုင်းမှာထူးခြားတဲ့ပုံစံနဲ့ကပြတာ enemy ဇက်ကောင်တွေလိုစတိုင်ထုတ်တာတွေကအတော်တို့ခံကျင်လို့မဟုတ်ပါဘူးကလေးဘဝတော့သူဝါသနာပါခဲ့ပေမဲ့အနိုင်ကျင့်ခံရလို့ဖုံးကွယ်ထားခဲ့ရတဲ့သူ့ရဲ့ပင်ကိုအစစ်မှန်ကိုကဘာကြီးရဲ့အလင်းမှာရေရဲဝုံပြန်လည်တက်တည်ပြနေတာဖြစ်ပါတယ်တချင်ကကြောင်းမှာဝိုင်းပဲ့ခြင်းခံခဲ့ရတဲ့ကောင်လေးကအခုတော့ကဘာစင်ကစားသမားတွေကိုအနိုင်ယူပြီးတော့ကဘာပြင်ဖြစ်လာခဲ့ပါတယ်အတိတ်ကနာကျင်မှုတွေကိုအားရင်ဖြစ်ပြောင်းလဲပြီးတော့ကဘာထိတ်သုံးကိုတက်လန်းပြခဲ့တဲ့ရက်ဆန်းချာရဲ့စိတ်ဓာတ်ကတကယ်ကိုလေးစား